နေပါဗျာကိုကဒီမလေးစိတ်ဝင်စားမမရတာဒီကဘာမှအရန်လာတာပေါက်ပြရတော့ပါနဲ့ညီမလေးတွေလာရန်ဖိုင်းတာပေါက်ပြရတော့ပါနဲ့မမတွေလည်းချစ်ကြကောင်းတာမမတွေချိုက်တယ်ဆိုရင်တာကြီးမင်းတရားစခန်းဝင်မလေးတွေချိုက်တယ်ဆိုရင်ခမရတဲ့ကလေးတွေကြောင်းပွင့်ဟုတ်တာရင်ပြောပါနဲ့ညီမလေးတွေလာရန်လာတာဟုတ်တာရင်ပြောပါနဲ့မမတွေသာနန်းဆန္ဒမမတွေချိုက်တယ်ဆိုရင်တာကြီးမင်းချိတ်တာဝင်မလေးတွေချိုက်တယ်ဆိုရင်ခမရတဲ့ကလေးတွေကြောင်းပွင့်ညီမလေးတော့ဖောက်မှုပြားလေးစားတွေဖွဲပြမယ်ရွတ်သားတဲ့ပွင့်လင်းနဲ့ချွတ်ချွတ်နဲ့မူရလေးနဲ့တပ်ပါတဲ့ပုံညာနဲ့ရဲလိုက်ပဲလေးနဲ့ကိုကိုလိုခေါ်လိုက်တာနဲ့ကဘာကြီးခုလုံးတုံလို့စေတယ်ဘဝကိုပြပြောချွရှင်လွတ်လပ်စွာနဲ့ဖြတ်တန်းသူငါဘောမှာသူမသူညီမလေးသာရေးကြီးဆုံးသူငါဘောရဲ့ဒီကတော့ညီမလေးမရှိမပြေတဲ့သူဒီကဘာမှာညီမလေးညာတာချစ်စရာကောင်းဆုံးသူဘဝရဲ့နေငါဘဝရဲ့ညာငါဘဝရဲ့နေဆိုရင်ညီမလေးပဲရှိမယ်ငါဘဝရဲ့ပန်းနိုင်ငါ